မင်္ဂလာပါကျွန်တော်ရဲ့နာမည်က Michael ပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုကကျွန်တော်ရဲ့ဗီဒီယိုရဲ့ပထမအဆုံးဗီဒီယိုလို့လည်းပြောလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာ Michael က education ဘိုင်းဆိုင်ရာ sharing experience တွေကို sharing လုပ်ပေးချင်ပါတယ်ဒါကြောင့် Michael ရဲ့ဗီဒီယိုကိုအစအနေအဆုံးကြည့်ဖို့ရန်အတွက်တောင်းဆိုချင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ like and share လေးတွေ follow လေးတွေလုပ်ပေးဖို့ရန်အတွက်လည်းအားလုံးကိုတောင်းဆိုချင်ပါတယ်ဆိုတော့ Michael ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြီးသားသူတူပဲဖြစ်တာဖြစ်ပါတယ်ဆိုတော့ Michael ဘာလို့ဘန်ကောက်မှာရောက်နေလဲဆိုရင် Michael ရဲ့ရည်မှန်းချက်ကိုဆက်လက်ပြီးတော့သွားပွင့်ရန်အတွက် Michael ကဒီနိုင်ငံကိုရောက်လာတာပဲဖြစ်တာဖြစ်ပါတယ်ဆိုတော့ကိုက education ဘိုင်းဆိုင်ရာမှာရတတ်နေတဲ့သူကိုကထိုင်းနိုင်ငံမှာကျောင်းတက်ပွင့်ရန်အတွက်ကိုစီစဉ်နေတဲ့သူတွေကဒီဗီဒီယိုကိုကြည့်တင်ရလို့ကျွန်တော်ပြောချင်ပါတယ်ထိုင်းနိုင်ငံမှာMichael ကတော့ Asia Pacific International University ကိုရွေးချယ်ပြီးတော့ကျောင်းလျှောက်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒီကျောင်းကိုရွေးပြီးတော့လျှောက်ခဲ့လဲဆိုရင်အဲ့ဒီကျောင်းက Michael တက်မဲ့ major မှာဇီအသက်တာဆုံးကျောင်းတစ်ခုလည်းဖြစ်တယ်။နောက်ပြီးတော့လည်း Michael အတွက်တစ်တော်မဲ့နေရာတစ်ခုလို့ထင်တဲ့အတွက်ကြောင့် Michael အဲ့ဒီကျောင်းကိုရွေးပြီးတော့လျှောက်ပြခဲ့တာဖြစ်ပါတယ်။ Michael ရှောက်ခဲ့တဲ့ကျောင်းရဲ့နာမည်ကတော့ Asia Pacific International University ပဲဖြစ်တာဖြစ်ပါတယ်။ Michael ကတော့ Nursing Major နဲ့ကျောင်းရှောက်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် Michael ရဲ့ရည်မှန်းချက်ကဆိုရင်သူနာပြုကောင်းတစ်ယောက်ဖြစ်လာဖို့ရန်အတွက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ University မှာ Nursing Major နဲ့ကျောင်းရှောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ထိုင်းနိုင်ငံမှာ nursing major ရှောက်တဲ့အခါမှာဘာတွေလိုအပ်လဲဆိုရင်တော့အရင်ဦးဆုံးကိုအထက်တန်းအောက်လဲမနဲ့ရှောက်ခွင့်ရတဲ့ကျောင်းတွေလည်းရှိသလိုမရတဲ့ကျောင်းတွေလည်းရှိပါတယ်ဒါပေမဲ့အများစုကတော့အထက်တန်းအောက်လဲမကိုလက်ခံပါတယ်ဆိုတော့ Michael ရဲ့ University ကတော့တကယ်လို့အထက်တန်းအောက်လဲမနဲ့ရှောက်မယ်ဆိုရင် Michael တို့ INTS ပေးဖို့ရတဲ့လိုအပ်တယ်ပေါ့နော်တကယ်လို့ကိုက GED နဲ့ရှောက်မယ်ဆိုရင်တော့ GED တခုတည်းနဲ့ပြည့်စုံပါတယ်နောက်ပြီးတော့ IGCSE တို့နဲ့လည်းရှောက်လို့ရပါတယ်Michael ကတော့အဲ့ဒီကျောင်းမှာအထက်တန်းအောက်လဲမတစ်ခုတည်းနဲ့ပဲစုစားပြီးတော့ကျောင်းရှောက်ခဲ့ပါတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲ Michael ထိုကျောင်းမှာ admission ကိုရခဲ့ပါတယ်ပေါ့နော်ဒါပေမဲ့ Michael ကတော့INTS တခုကိုပေးဖို့ရန်အတွက်ကျောင်းကနေပြီးတော့ပြောလာတယ်ဒါပေမဲ့အဲ့အချိန်မှာ Michael က INTS မလေ့လာဘူး GED လေ့လာနေတဲ့အတွက်ကြောင့် GED က Michael အတွက်ပို့ပြီးတော့ easy ဖြစ်မယ်ဆိုတဲ့အခါကျတော့ GED ကိုပေးဖို့ရန်အတွက်ဆုံးဖြတ်ပြီးတော့ GED ပြီးအောင်ဖြေခဲ့ပါတယ်ဆိုတော့ Michael ဒီနှစ်မှာပဲ GED ကိုပြီးသွားပါတယ်ဆိုတော့GED ကိုလည်းဘယ်လို study လုပ်မယ်ဆိုတာကိုလည်း Michael နောက်ထပ်ဗီဒီယိုမှာလာပြီးတော့ပြောပြပေးပါမယ်ဆိုတော့ GED နဲ့ကျောင်းရှောက်ခဲ့ပါတယ်ဆိုတော့GED နဲ့အောက်ထပ်တောင်လည်းမှနှစ်ခုတွဲပြီးတော့ admission ရပြီးခဲ့ပြီဖြစ်ပါတယ်ဆိုတော့လာမယ့် August လမှာ Michael ကတော့ကျောင်းကိုသွားတက်ရတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ nursing မှာကျောင်းလျှောက်တဲ့အခါမှာကျောင်းလျှောက်ရုံနဲ့ admission မရပါဘူးကျောင်းလျှောက်ရုံနဲ့ admission မရဘူးနောက်တစ်ခုအနေနဲ့တိထားမှာကဆေးဆေးရပါတယ်ကိုမှယောဂမရှိဖို့ရန်အတွက်လိုအပ်တယ်ကိုကကျမရဲ့ queue site တော့သူဖြစ်ဖို့ရန်အတွက်လိုအပ်တယ်နောက်ပြီးတော့မျက်စိလည်းအထူးတတိပြုပါမျက်မှန်တက်တဲ့သူဆိုရင် admission ရဖို့အတွက်အလွန်နေပါပါတယ်ဆိုတော့သူတို့လည်းမျက်စိကောင်းလားမကောင်းလားဆိုတာအရင်မေးပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့အဲ့စီယုံနဲ့မပြီးသေးပါဘူးနောက်တစ်ခုအနေနဲ့ interview လုပ်ရပါသေးတယ် interview လုပ်တဲ့အခါမှာဆိုရင်ပေါ့နော်ပြောရမယ်ဆိုရင်ဘာပဲဖြစ်ပေါ့နော်ပြုံးလေးလေးနဲ့ interview လုပ်ဖို့အတွက်အကြံပေးချင်ပါတယ်ဘာလို့လဲဆိုရင်ကိုကမျက်နှာစုပုတ်နေပြီးတော့တက်ကြမှုလည်းမရှိဘူးဆိုရင်တော့admission ရဖို့အတွက်အလွန်ပဲခက်ခဲသွားမှာဖြစ်ပါတယ်ဆိုတော့ Michael interview လုပ်တဲ့အခါမှာအလွန်ပဲစိုးရိမ်စိတ်တွေများတယ်ပေါ့နော် Michael မှာက INTS လည်းမရှိဘူး certificate English နဲ့ပတ်သက်တဲ့ certificate တခုမှမရှိတဲ့အခါမှာကိုမပါတော့ဘူးလို့ပဲခံစားရတယ်ပေါ့နော်ဒါပေမဲ့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲ Michael ကအဲ့ဒီကျောင်းမှာ admission ကိုပထမဦးဆုံး first round မှာပဲရခဲ့တာဖြစ်ပါတယ်ဆိုတော့ Michael ရဲ့ဒီနေ့ဗီဒီယိုလေးမှာအားလုံးအတွက်ပြောချင်တာကတော့ကိုကထိုင်းနိုင်ငံမှာကျောင်းရှောက်မယ်ဆိုရင်ကိုရဲ့ကျောင်းရှောက်မယ်ကိုတက်ချင်တဲ့ major နောက်ပြီးတော့ကိုရဲ့ budget နောက်ပြီးတော့အခါကျတော့ကိုတက်ချင်တဲ့ university ကိုနောက်ပြီးတော့ကိုရဲ့ထိုကျောင်းတွေကိုတက်မဲ့ကျောင်းရဲ့ requirements တွေကိုကြည့်ဖို့ရန်အတွက်
လိုအပ်ပါတယ်ဒါမှသာလျှင်ကိုကကြိုတင်ပြင်ဆင်နိုင်ပြီးတော့ကိုတက်ချင်တဲ့ရည်မှန်းချက်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်ထို့ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာ Michael ရဲ့ experience တွေကိုလာပြီးတော့ sharing လုပ်ပေးချင်တာပဲဖြစ်လုပ်ပေးချင်မယ်ဖြစ်တယ်ပေါ့နော်ဆိုတော့အခါကျတော့ Michael ရဲ့ဗီဒီယိုကို like and share လေးလုပ်ပေးဖို့ရန်အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲကိုယ့်ရဲ့ပညာရေးလမ်းကြောင်းမှာစုံခန့်တိုက်အောင်သွားနိုင်တော်သူများဖြစ်ဖို့ရန်အတွက်လည်းဆုတောင်းပေးပါတယ်နောက်ပြီးတော့ကိုကဘလောက်ပဲအားနည်းနေတဲ့သူဖြစ်ပါစေပေါ့နော်ဆက်လက်ပြီးတော့သွားဖို့ရန်အတွက်ပြောချင်ပါတယ်အားလုံးပဲ fighting ပါလို့ပြောချင်ပါတယ်အားလုံးကို good luck လို့လည်းပြောချင်ပါတယ်